မင်္ဂလိရဲ့ဝမ်ပိုက်ထဲကရင်သွေးလေးကိုဖျက်ချပစ်ထုတ်တဲ့သူမရဲ့ရုံမာရဲ့တန်ကန်ချင်မကဆရာဝန်ကိုလာထိုးခဲ့ပါတယ်။အကြောင်းပြချက်ကတော့ဒီကလေးဟာမိစ္ဆာကိုဘွားထိပြီးမွေးလာရင်လူဖွဲ့စီကိုဒုက္ခပေးလိမ့်မယ်ဆိုတဲ့အကွက်စင်မှုပါ။တကယ်တော့အဲ့ဒီမင်္ဂလိဟာအချမ်းသာဆုံးမိသားစုရဲ့သွေးမျိုးဆက်ထိနေလို့ပါ။ဆရာဝန်နဲ့တန်ကန်ချင်မတို့ပေါင်းပြီးလိန်ညာခဲ့လာကြောင်းမင်္ဂလိဟာကြောက်လန့်တကြောင်နဲ့ခွေးစေးခွင့်ပြုချက်မှာလက်မှတ်ထိုးလို့နှိပါဖြစ်သွားခဲ့တယ်။အဲ့ဒီချိန်မှာပဲအချမ်းသာဆုံးတထေးကြီးကဆေးရုံကိုအပြေးလွှာရောက်လာပါတယ်။မင်္ဂလိကငိုယိုပြီးဆရာဝန်ပြောတဲ့ယောဂအခြေအနေကိုပြောပြတဲ့အခါတထေးကြီးကတီဝေသွားပြီးမြဲဆရာဝန်ကအချိန်ဆွဲလေမိခင်အတွက်အန်ဒီရရှိလီပဲလို့ထက်လိမ့်တတ်ကြောင်းဇနီးတဲ့ဘေးကင်းဖို့အတွက်တထေးကြီးကခွဲစိတ်ဖို့သဘောတူလိုက်ရပါတော့တယ်။လက်မှတ်ထိုးတော်မဲ့အချိန်မှာပဲသူတို့နှစ်ယောက်စလုံးထူးဆန်းတဲ့အတန်းတစ်ခုကိုကြားလိုက်ရပါတယ်။အဲ့ဒါကတော့ဝမ်ပိုက်ထဲကရင်သွေးလေးကကျွန်တော်ဘာမှမဖြစ်ဘူးဒါရီအားလုံးကတငယ်ချင်းမနဲ့ဆရာဝန်တို့ပေါင်းကြံထားတာလို့ပြောလိုက်တာပါ။မင်္ဂလိကထေချာကြည့်လိုက်တဲ့အခါသူမရဲ့တငယ်ချင်းမနဲ့ဆရာဝန်တို့မျက်စစ်ပြေးနေတာကိုတွေ့သွားပြီးတခြားစရုံမှာထပ်စစ်ဖို့ဆုံးဖြတ်လိုက်ပါနဲ့။တငယ်ချင်းမကတားဆီးပေမဲ့တထေးကြီးကကလေးပြောတာအမှန်မှန်သိသွားပြီးတခြားစီယုံမှာသွားစစ်လိုက်တဲ့အခါကောင်လေးဟာတကယ်ပဲကျန်းမာနေတာကိုတွေ့ရပါတယ်။အဲ့ဒီနောက်မှာတော့ရင်သွေးလေးကနောက်ထပ်တုံလှုပ်စရာလှုပ်ဝက်ချက်တစ်ခုကိုဖော်ထုတ်ပေးခဲ့ပါတယ်။အဲ့ဒါကတော့သူမရဲ့တငယ်ချင်းမဟာတထေးကြီးရဲ့အမွေဆက်ခံအတုအထိဆက်နေချင်လို့အခုလိုလှုပ်တာဖြစ်ပြီးတကယ်အမွေဆက်ခံသူအစ်စ်ကသူမရဲ့မိဟင်တထေးကြီးရဲ့ဇနီးသားဖြစ်ကြောင်းပါပဲ။လွန်ခဲ့တဲ့အနှစ်20ကတငယ်ချင်းမရဲ့အမေကကလေးချင်းလေးလွေခဲ့တာပါ။တထေးကြီးလည်းအရန်ဒေါသထွက်သွားပြီးတငယ်ချင်းမကိုမောင်းထုတ်ကဇနီးတွေကိုဘီလာမှာအနားယူစေခဲ့ပါတယ်။အမွေအနှစ်လက်ကောက်ကိုပေးရပြီးခန်းနာတဲ့မင်္ဂလာဆောင်ကိုလည်းကတိပေးခဲ့တာပေါ့ဘီလာမှာအနားယူနေတော့အစီကံမကငတ်တိုင်းဆွတ်ပြုတ်ယူလာတဲ့အခါမှာလေရင်သွေးလေးကအထဲမှာကလေးပြက်ကြစေးတွေပါတယ်လို့ထပ်တတိပေးခဲ့ပြန်ပါတယ်တထေးကြီးဒေါသထွက်ပြီးအစီကံမကိုအတင်းပြန်တိုက်ခိုင်းတဲ့အခါမှာအစီကံမကနေကမြန်မာတတ်ထားရဲ့အမျိုးသမီးကခိုက်တာပါလို့ဝန်ခံပါတော့တယ်တထေးကြီးလည်းဇနီးစံကိုဘေးကင်းအောင်ဘားတိုက်ကို24နာရီစောင့်ခိုင်းထားခဲ့ရပါတယ်ဒါပေမဲ့တထေးကြီးကုမ္ပဏီကိစ္စနဲ့အပြင်ထွက်သွားတဲ့အချိန်မှာပဲမင်းကလေးရဲ့အရင်ကအမေနဲ့အကိုဖြစ်သူတို့ဘီလာထဲကိုအတင်းဝင်လာကြပါတယ်လွန်ခဲ့တဲ့အနှစ်တွေတုန်းကသူတို့သားအမိကမိန်းကလေးကိုရွာကလူပြိုကြီးတယောက်စီကိုရောင်းစားဖို့ကြံစီခဲ့ပြီးအခုလဲဝမ်ပိုက်ထက်ကကလေးကိုဖျက်ချဖို့ထပ်ပြီးကြံစီနေကြပြန်ပါတယ်။ဘားတိုက်ကသူတို့ကိုမောင်းထုတ်ဖို့ကြိုးစားပေမဲ့သူတို့ကဘားတိုက်ကိုမြေကြီးပေါ်လဲသွားစေအောင်တွန်းထုတ်လိုက်ပါတော့တယ်